Audio Book by ANC Channel ကိုအစဉ်အမြဲစောင့်မျှော်နှားဆင်နေကြသောပရိသတ်ကြီးများအားလုံးမင်္ဂလာပါရှင်။မှတပါဇလန်းလေးရဲ့အပိုင်း24ကိုချိုမဆက်လက်တင်ဆက်ပေးသွားဦးမှာပဲဖြစ်ပါတယ်ရှင်။ရာဇဝါတယောက်ဘုံဘုံလဲရှာပြီးဖြစ်၏။ယောဂါဤတံဇရာဤတံကအများသူငါထက်ကိုစောစီးစွာရောက်လာခဲ့သည်။အရင်ကပြည့်ပြည့်ခဲသည့်ရုပ်ရည်သည်နှထင်တွေခြိုက်ဝင်းတရိုးတွေငေါထွက်ခါမြက်တွင်းကဟောက်ဘက်ကုံမှငုံကြည့်၍ပင်ရသည်ညဘက်တွေလည်းမအိမ်နိုင်နေ့ဘက်တွေလည်းမသက်သာလာပဲတအီအီတအင်းအင်းနှင့်ကြီး၍သာနေရရှာသည်အစားဆိုလည်းတိချမစားနိုင်အနာကလည်းနာခန္ဓာကိုယ်မှာအာရင်ချုပ်တဲ့တော့ဘေးယောဂါတွေပါဝင်လာ၏ရင်ကျက်သလိုမောလည်းမော၏နှလုံးကလည်းအောက်၏စီးကလည်းမသွားနိုင်ပဲသွားသည့်အခါမှလည်းနေချင်းချင်းဖြင့်သွေးရောင်လိုဖြစ်ခါအယမ်းနံလွန်လာသည်မောင်နေရတာတတ်တာရဲ့လားယင်ခေါင်းလေးငိမ့်ပြဖို့တောင်သူခမမနေအာယူနေရသည်ကိုကြည့်ပြီးတမှုရိယမနေမျက်နှာမပြတ်အောင်ထိန်ထားရသည်သူ့ကိုဒီလိုပုံစံဖြင့်မြင်ရမယ်လို့လုံးဝကိုမတွေးခဲ့ဘူးပါကိုခန္ဓာသားမကလက်ချောင်းတွေဆိုလက်စစ်တွေပါပေါ်သည့်အထိအယိုးပြိုင်ပြိုင်မင်းစွပြုတ်လေးတော့ဝင်အောင်တောက်လိုက်ပါလားမောင်ရဲ့စီးတယ်မခံနိုင်မဲနေဦးမယ်လက်ကလေးရမ်းပြလာသဖြင့်အသာဖမ်းကင်ပြီးတော့ကစီစီအေးချို့ကိုခံစားမိသည်အေးကြည်ဘူးကပေါက်ပြီးအေးတဆူဆူဖြင့်တဆူဆူရှိနေခြင်းပင်ဘာဆာဆာအရသာမရှိပါဘူးအမြဲပဲပါဇက်ကခါနေတာသမုဒိယခေါင်းတဆက်ဆက်ညှိရင်ဟန်ဆောင်ပြုံး၏နေမကောင်းလို့ပါမောင်ရဲ့နေကောင်းတာနဲ့လေပါဇက်လည်းပြန်ကောင်းလာမှာပါချောင်းတုခုခုဆိုရင်ချွဲတံကတကီးကြီးဖြစ်လာတာမို့ထွေးကန်ကိုအမြန်ထိုးပေးလိုက်တော့ချွဲငန်းတွေကမနှဲမနှောပင်ပြီးတယ်ပြီးရောချောင်းဆိုးခဲ့ရသမျှမောနေသေးတာမို့ရင်ဘက်ကိုအသာလေးဖိထားပေးရသည်သမီးလေးရောဒီကရွာမှာလေတိုင်းစေးဆရာတယောက်ကအစိတ်ကူတာတော်တယ်ဆိုလို့မောက်သမီးကတော့ခေါ်နေလေရဲ့သူသမီးအကြောင်းကြားသည်နှင့်ပြုံးသွားပုံကကြည်ကြည်နူးနူးပင်သူသမီးလေးခရုစိုက်ရှာတယ်ဆိုပြီးကျေနပ်ရှာတယ်ထင်ပါရဲ့မြုံဝန်းတွေကပြန်မိတ်သွားရင်အနားယူနေတာဖို့ဘေးကနေခက်ဆစ်စိတ်သာနေရင်ဖျားစာလေးရွတ်နေလိုက်သည်ပွင့်လာသည့်အခန်းတကားကြောင့်လှမ်းကြည့်မိလိုက်တော့ပတိကလေးလက်မှာကိုင်းရင်ငေးကြည့်နေသည့်ဒေါ်ပလဲသည်ခတ်တိုးတို့ဖြင့်မေးဆက်ပြတာမို့အိတ်နေကြောင်းလက်ဟန်ချီဟန်ဖြင့်ကြားလိုက်မှခေါင်းတစ်ဆက်ဆက်ညှိကအသာကလေးတကားပြန်ပိတ်သွားသည်တက်ပြင်းချမိရင်မှသူ့ကိုပြန်ကြည့်မိတော့ရင်ထဲကမကောင်းမြန်။အော်အရင်ကရာဇဝါဆိုတာဘယ်မှာများပါလိမ့်ကွယ်။ဖေးကြီးဒါစီးဆရာကြီးဥတုခါတဲ့ဖေးထက်ဆိုးတဲ့မီးလောင်နာတွေကိုတောင်လေဆရာကြီးကကုလာတာတဲ့ဖေးပြုတ်သွားမှသိလားဖေးသမီးဖြစ်သူကဆရာထက်သန်စွာပြောလာတော့ရာဇဝါခက်ရဲပြုံးကြီးသူသမီးလေးကလိမ္မာရေးချရှိတာကိုသူကျေနပ်သည်ညဆိုလည်းမအိတ်နိုင်မဲ့အပေမန်းခံကအဖေနာဆောင်မေးရုံမကအဖေကိုချီးသေးကစအကုန်မယုံမရှာပြုစုပေးရှာသည်အေးတရွှဲရွှဲပြည်တယ်သည့်အနာတွေကိုလည်းစီကြောတုတ်တင်ပေး၏သူသမီးလေးပေမန်းရှာသည်ချစ်သမီးကစီးစရာပေးခဲ့သည့်တစ်ခေါက်ကိုသွေးလူပေသည်အနာတွေပေါ်လဲလူသည်ဘေးကိုလည်းလူပေ၏လူကစားကတော့အေးအေးလေးနဲ့တတ်တာစီအောင်ရှိပေမဲ့ညဘက်ကျတော့ချမ်းတုံကအဖျားကြီးဖျားသလိုတဆက်ဆက်ဖြင့်ကိုကြီးကတုံမြင်လာသည်ဖေးဖေးဖေးတတိထားလေဖေးမောင်မောင်အမလီလာကြပါဦးရာဇဘွားကတတိရှိလိုက်မရှိလိုက်ဖြစ်နေသည်ဆရာဝန်ကိုအသေးအတန်ဖုံးဆက်ခေါ်ပြီးရောက်လာတော့ရာဇဘွားအခြေအနေကိုကြည့်ကဆေးတလုံးချစ်ချင်းထိုး၏ကျွန်တော်ကတော့လူနာကိုစိတ်ုံတင်စီခြင်းနဲ့အနာပေါ်ကိုလည်းဘာတွေလျှောက်လို့နေကြတာလဲဗျာမလုပ်ပါနဲ့ပိုးဝင်မယ်ဗျကျွန်တော်တို့မျက်စိနဲ့မမြင်ရတဲ့မှုတွေဗတိရတွေဆိုတာရှိတယ်နောက်မကြခင်စိတ်ုံတင်ကြပါဗျညာရင်းချင်းစိတ်ုံတင်မှုပြင်ဆင်ရင်ချစ်သမီးမှာမိမိအပြစ်ဟုသာအောက်မေ့ဆင်ခြင်မိသည်ဖေမီးလောင်နာတွေကလည်းကုတ်ကိုကဲရင်ဖြစ်တာအခုလဲမစူးစမ်းမစင်ခြင်းပဲရှောက်လို့မိလေခြင်းဟုစိတ်ကထိခိုက်ရသည်ကြည်ရင်စင်ရင်လှုပ်ရင်ကိုင်ရင်ကိုဖေအသက်မှရှူသေးရဲ့လားနှာသီးဝါလေးကိုပြပြဆန်းရတာလဲအမောပဲအဝေးကနေလဲရင်ဘက်ကလေးနှိမ့်ချီမြင့်ကြီးဖြစ်ရဲ့လားလှမ်းလှမ်းကြည့်ရသည်ဖေစီးုံသွားကြမယ်နော်ဆေးတလုံးထိုးပြီးနောက်ရာဇဘွားတတိကလေးကန်နေသည်ဆေးရုံသွားမိပြောတော့ခေါင်းခါရမ်းနာမှုချစ်သမီးမျက်နှာလေးကကွက်ခနဲပြတ်သွား၏သမီးဖြစ်သူမျက်နှာမကောင်းတာသိတော့လေသံတိုးတိုးဖျော်ဖျော်လေးဖြင့်ခွင့်တောင်းသလိုမေးရှာသည်
ဖေအိမ်မှာပဲနေလို့မရဘူးလားကွယ်ဘာမှပြန်မဖြေပဲမျက်ရည်စတွေဝေ့နေသည့်သမီးဖြစ်သူကိုကြည့်ရင်ခေါင်းကိုပြန်ညှိလာသည်အဖေသမီးလေးသဘောနော်သမီးလေးကောင်းမယ်ထင်တယ်လို့နော်သမီးဖခင်ဤမြစ်တာကိုခံစားမိတာမို့ချစ်သမီးကငိုချလာသည်မမာသည့်အဖေရင်ခွင်မှာမျက်နှာအပ်ငိုသည့်တိုင်မောနေသည့်ကြားကနေသမီးဖြစ်သူကိုခေါင်းကလေးပုတ်ပုတ်ပြီးချော့ပေးရှာသည်ဤတို့ဖြင့်ဆေးရုံရောက်လာကြသည်ဆေးရုံရောက်လာတော့ဆရာဝန်တွေကအခြေအနေမကောင်းတော့တာမို့နောက်ဆုံးအချိန်ကိုသာစောင့်ကြရန်ပြောသည့်အခါမဖြေနိုင်သူကချစ်သမီးပင်ဖခင်ကိုပြေးကြည့်တော့လဲအစားမဝင်၍နှာခေါင်းကပိုက်တွေတန်းလန့်ဖြင့်တွင်ကြရသည်တတိကလဲလာလိုက်မိသွားလိုက်ဖြင့်မတည်ငြိမ်သည့်အခြေအနေတွေကအလေထဲဖျောင်းနိုင်နေပင်တူနေ၏လှလုံးကျွယ်ရောက်လာသည့်အခါချစ်သမီးသည်မိခင်ကိုပြေးဖက်ပြီးငို၏မမေရဲ့ဖေရုပ်ကြည့်ပါဦးပါဇက်ကနေအမြုပ်တွေစီးကြကစိတ်ယုံကရင်ထက်ဆက်ဆန်ကြီးလဲနေသည့်ရာဇဝါကိုငေးကြည့်ရင်တပြင်းချမိသည်မင်းသိတ်တကိုကောင်းဆန်တဲ့မိန်းမချစ်တဲ့သူနဲ့လက်ထပ်ရတာဘလို့ခံစားမှုမျိုးလဲမင်းအသိဆုံးမလားမင်းကိုချင်းမစားပေးသင့်ဘူးလားမင်းကိုချင်းစားရမယ်လှလုံးကျဲအဲ့ဒီမိန်းမငါချစ်တယ်သူ့နာကျင်မှုကငါနာကျင်မှုဖြစ်တယ်လို့သူ့ကြာရှုံးကငါတို့သိမခံစရာပဲမင်းသူ့ကိုထိခိုက်နာကျင်အောင်လုပ်ခွင့်မရှိဘူးကွာငါချစ်မြင်လို့တဲ့မိန်းကလေးကိုမင်းထိမစော်ကားခွင့်မရှိဘူးမင်းအနာကပ်မလာနဲ့နော်ငါသမီးနဲ့ဝေးနေတတ်ပြစ်မှာတော့ငါအတိတ်ကဒီလူရက်ဆက်မှုတွေကိုပြန်မြင်အောင်တော့တောင်ဝေကအတော်ရမိသည်တအေးအေးနှင့်ညင်းညူရင်လူးလွန်လာသည့်ရာဇဘွားမှာမျက်ဖြူကြီးလန်တက်လာ၏လက်ကြီးနှစ်ဖက်ကအယိုးတွေထိုးထိုးထောင်ထောင်ဖြင့်ခိုဒီဆန့်ဆန့်ကြီးရမ်းခါနေကတက်ချပါရလိုက်နေတယ်လို့လင်းငန်းဆွဲနေတယ်လို့အာကြီးပါရွေ့ကြလာ၏အမလီဖေဖေချစ်သမီးကဖခင်ကိုပြေးဖက်ထားသလိုအယူးမလေးပမာဖြစ်ရရှာသည်မသေးရဘူးဆိုပြီးဖခင်ကိုကြီးကိုတင်းကျုံဖက်ထားလိုက်ဖျားစာတွေကပေါက်ဒီကပေါက်ချဆိုလိုက်ဖြင့်စိတ်နဲ့လူနဲ့မကတ်တော့ဆရာဝန်တွေရောက်လာတော့အသက်လူဝေးကြသည်ချစ်သမီးသည်အမေလက်ထဲမှာလူးလွန်ရုံကန်ရင်ငရက်စားပတ်တယ်လို့စိတ်ယုံကြမ်းပြင်တွင်ထိုင်ချ၍ထွန့်ထွန့်လူအောင်ငိုနေပြီသူမအတွက်ဖခင်ကတောင်ကြီးတောင်ဖြစ်ခဲ့သည်ဖခင်တည်ဆုံးကန်ဤဆိုတာခံစားမိလေမခံစားနိုင်လေဖြစ်ပြီးမွန်းကျက်စွန့်နေသည်မိုက်မိလေခြင်းဟုနောင်တကြီးစွာရသည်ကိုကြောင့်အဖေသေးရသည်ဆိုပြီးကိုနာကြီးမိသည်အမလီဖြင့်မောဟိုက်နေအောင်ငင်းရင်ဆရာဝန်ကရပါပြီဆိုသည့်အခါမှဟင်းငနဲ့တက်ပြင်းချလိုက်ခြင်းလူကခြေကုံလက်ပန်းပင်ကြသည်ရင်ထဲစွန့်နေတာဆိုတာလေခံစားမှုမှသိကြမှာပဲဖခင်ကြမခံတော့တာတီတိုင်းလက်မလွတ်နိုင်သေးပါရသလောက်တော့ဆွဲထားခြင်းမိသေးတာပဲလေမာတဝါဇလန်းလေးရဲ့အပိုင်း24ကတော့ဒီနေရာမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်ရှင်အပိုင်း25ကိုမကြခင်မှာတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ဆက်လက်ဆောင်မျှော်နားဆင်အားပေးကြပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်